7 minutes နဲ့ပြီးသွားတာဒီပွဲစဉ် first round နဲ့ပဲအန်ကန်လိုက်ရတာစောင့်တိတ်ပဲမရှိရလေဟောက်သုံးမကြတဲ့ကောင်လူဆောင်နေတာတတိုင်းဆို10 minutes လောက်နဲ့အဲ့ဒါ3ခွက်ကထွက်တော်မယ်ဒီကွန်းတို့တဝေးတော့ကန်မြန်ပြီဟေးကန်မြန်ပြီတားကိုကန်နေနေတာမအေးနူးတားကိုကန်နေနေတာကွာအဲ့ကောင်တားကိုကန်နေနေတာနော်မင်းဟိုမင်းထိုးလို့ငါဆဲမိတော့မယ်ကောင်ဟမ်ဟိုင်းလို့ယူပြေးပြေးကန်တယ်လို့တကယ်စောက်တိတ်ပဲမရှိတဲ့ဟီယိုဟိုစောက်တိတ်ပဲမရှိတဲ့ကောင်ချောင်းကြီးကင်ပြီးတော့အဲ့မသေးကုန်ပြီးရေစီကပဲပြတ်သွားတာမျိုးဘာမှမလုပ်လဲကြည့်ဦးတားကိုကန်နေနေတာလားတော်ကန်နေနေတာလားမခွေးမို့လားကန်နေနေတာအရန်ကန်နေနေတာမဟုတ်လားကူရိုဂီပါသေးပြီနဲ့တူတယ်လို့ကူရိုဂီကူရိုဂီပါသေးပြီမေဂါကေးဆောင်းနေတော့ကွာဆောင်းနေတော့မင်းတို့စိတ်ကတအားဆိုးနေပြီတို့စိတ်ကတော့ဆိုးနေပြီအဲ့မှာပန်နတီဆိုဖလစ်က2 man တကယ်ဝင်ချတာ Fabulous and you အဲ့မှာ Club Blessing ကျူးတဲ့ E-Dot ဆိုတဲ့ကောင်လေးမထပ်သေးသွားတယ်တကယ်ခွေးသိမ်းသွားစိတ်ကဆိုးလာပြီဘလို့ချအောင်မနိုင်ဘူး level 4ရတယ်ဟိုဘက်ကလည်းစလုံးဘူး4ဘီရက်တွေပါဓာတ်ဖို့တွေနဲ့ဝင်မလာဟောကန်လိုက် Andrew ကန်လိုက်တိုင်းကန် Andrew ကန်အဲ့ကောင်ကန်ထုတ်ဟုတ်မဲ့နေတိုင်းကြီးကွန်းလို့တဲ့ဘယ်ကောင်သွားကန်အော်ရုပ်တယ်ဟုတ်တယ်ဟာအမလီတော့ GC ကိုသူပြေးကန်တာမှန်တော့မှန်နေတိုင်းဟာမဟုတ်တော့ဘူးမမှန်ဘူးဒီလိုစူပါကန်သေးသွားပြီအဲ့မှာ Club Blessing ကျူးတဲ့နဲ့နောက်ဆုံး E-Dot တကောင်မှထပ်ပြီးတော့သေမဲ့နေတာ E-Dot မသေးပါဘူးနောက်မှာတော့ Super Dry တကောင်ကြားတော့ညက်နေသလား Andrew တို့ပါလေ AC ပဲဂိုးလိမ့်ကြီးပေးရပြီဒီလို Super Dry ရပြီတကယ်ခုတ်ရတယ်ဒီလို3ကောင်နဲ့တကောင်ဘူးမှလည်းမသေးပါဘူးအမို့ရဲရွာ GC သေးသွားတယ်143 train နဲ့တောင်ကြီးကွန်းလို့ခေါင်းခောက်တယ်နောက်မှာ E-Dot The Wheel Drive ကိုမကန်နိုင်ဘူးသေပြန်ပြီလို့မင်းအဲ့ကောင်ကလည်းဘာဝင်လုံးလို့မှမသိဘူးမင်းတကယ်ရအောင်သေပြန်ပြီဟေးတကယ်သေ E-Dot ဆိုတဲ့ကောင်တကယ်သေတယ်ရအောင်ဘုံမှလာမကြည့်ဟိုင်းလို့ဂလိုရီပုတ်ပြီးနဲ့ပြီးတို့ပြီးမကန်ခင်မှာဘာရှာဝင်လာပြီးဘေးနားမှာချောဘာလုံးနေမှမသိ E-Dot ကြည့်အောင်ဘာမှမလုပ်ဘူး तू ဘာမှမလုပ်နိုင်ဘူးအဲ့နားမှာထိုင်ရက်ကြည့်ဒီကွမ်တို့လေးပါလေဝင်တင်ပေးလေပိုးပြီးရကိုရှက်နေတယ်ဟိုဘက်မဟိုလိုဝင်ရမှလို့ဒီရမဝင်ဒီကနေဝင်ရမှလို့နဲ့ဘာမှလည်းမလုပ်နိုင်ဘူးဖြစ်နေပြီလို့သူ့ယူကကြည့်အောင်မယ်တမင်မို့တပွဲလုံးဖန်လိုက်တော့တိုင်းဆော့မနေနဲ့ခရီးနဲ့ပဲဆော့လိုက်တော့ခရီးနဲ့ပဲသွားဆော့တော့သွားအောင်လည်းမသူ့ယူကလာမကဘူးဗျာမမေဂါရှိမထီသွားတော့လောကမေဂါပြေးရိုက်ပြီး Gloria Power Club Blessing ကျူးတာပန်နတီဆုံး E-Dot Flicker ဟောဘလက်ရှုကောက်စီရဲ့ရေစီကလည်းတက်ထွက်သွားနေတယ်ကူရိုဂီပါပြက်နောက်မတွိုင်မှာတေးပြီးကျွန်တော်လုံးနဲ့တန်းအန်ပြီဝါ7 minutes တဲ့ညီကိုတို့ဟောကာမောကာမမရတော့ E-Dot ကန်ပြီးတေးသွားနေပြီ